အထီးကျန်ခြင်းကိုတချို့ကကိုယ့်ရဲ့အားနည်းချက်လို့ထင်မြင်နေတတ်တယ်တကယ်တော့လူတိုင်းလူရင်ဆိုင်ရတဲ့အရာပါအထီးကျန်မှုဆိုတာဘဝရဲ့စိန်ခေါ်မှုတစ်ခုပါဘဝဆိုတာကလည်းခရီးတစ်ခုပါပဲလမ်းတစ်လျှောက်မှာအတက်အကျအပြောင်းအလဲတွေရှိနေပါတယ်အထီးကျန်အားငယ်မှုတွေကိုချိန်တစ်ခုပေးပြီးစိတ်ရှည်တီးခတ်မှုနဲ့ရင်ဆိုင်ဖြတ်ကျော်ရပါတယ်စိတ်ခံစားချက်တိုင်းဟာတည်တတ်နေရမျိုးမဟုတ်ပါဘူးယာယီကိုယာယီလို့တတိယဖို့အရေးကြီးပါတယ်ကိုအားပေးစကားပြောပါကိုစိတ်ခံစားချက်တွေကိုအကောင်းမြင်စိတ်နဲ့ရှင်းကပ်ဖို့တတိယပါကိုရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံနိုင်ဖို့ကြိုးစားပါလက်ရှိဘဝလက်ရှိအချိန်ကိုတန်ဖိုးထားပါမတည်မြဲတဲ့ဘဝရဲ့အပြောင်းလဲတွေကြားမှာအချိန်ကလည်းကုစားပေးတဲ့အခါအရာရာဟာနေသားတကြဖြစ်လာမှာပါတကယ်တော့ကိုစိတ်ချမ်းသာအောင်နေတတ်ထိုင်တတ်လာခြင်းဟာဘဝရဲ့စုလက်တစ်ခုကိုပိုင်ဆိုင်နိုင်ခြင်းပဲဖြစ်ပါတယ်